တဲ့ငက်ကလေးတွေအိတ်တန်းဝင်အိမ်ပြန်ချိန်ဆုံးညာကြီးမဲ့ထွက်တဲ့ငက်ကလေးတွေအသံပေးကဟိုဒီပေါ်လာညပဲလာထွက်ချိန်နေတိုင်းမှာဒီဆိုနေကြတူတမ်းမြထားတဲ့ချင်းလေးတွေခတ်တိုးတို့ဒီဆိုတာကိုသူ့ကြောင့်တဲ့ချင်းစက်တာသူမကြိုက်တော့တိုင်း